ဝါတဲ့သူတွေကဘလို့ညှက်တင်လဲဆိုရင်တော့အဓိကကိုမျက်နှာအပေါ်မူတည်ပြီးတော့ပဲညှက်ပါလို့ကျွန်တော်အကြံပေးလိုပါတယ်။ဘာကြောင့်လဲဆိုဝါပင်မဲ့တယောက်နဲ့တယောက်ကမျက်နှာ face shape တွေကမတူညီနိုင်တဲ့အတွက်ဖြစ်ပါတယ်။အဲ့တော့ကိုက round face ဖြစ်နေတာကို oval face နဲ့မှလိုက်မဲ့ hair style မျိုးသွားပြီးတော့ညှက်လို့ရှိရင်အဆင်မပြေနိုင်လို့ကိုက oval face ဖြစ်ပြီးတော့မှ round face နဲ့လိုက်မဲ့ hair style မျိုးရွေးချယ်လို့လည်းမရနိုင်ပါဘူး။ဒါကြောင့်မို့ဝါလာဖြစ်ဖြစ်ပိန်တာဖြစ်ဖြစ်ကိုကဘလို့ face shape ရှိလဲဆိုတော့အပေါ်ပဲမူတည်ပြီးတော့ hair style ကိုရွေးချယ်ရင်တော့ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ဗျ။များသောအားဖြင့်ကျွန်တော်အကြံပေးလို့ရတာတော့ဝါတဲ့လူများစုက round face မျက်နှာလုံးလုံးဝိုင်းလေးတွေဖြစ်တာများတယ်။သူတို့နဲ့ line မဲ့ဟာကိုရေဘူးရအဖြစ်အကြံများအဖြစ်ကျွန်တော်ပြောပြလို့ရတာတော့ဒီပုံမှန်ပြတာသလို fried hair style ပြီးရင်ဘေးတွေကိုပပပြောင်နဲ့အနာကျောက်ပုံစံညှက်ပြီးတော့အပေါ်ကို slip back ဖြစ်ဖြစ် side back ဖြစ်ဖြစ်ထားတာမျိုးတွေထားလို့ရမယ်ပြီးရင် quiz ပုံစံမျိုးအပေါ်ကိုအထောင်လေးတွေထားလို့ရတယ်ဒီကေတွေကတော့ရေဘူးရအဖြစ်ဝါးတဲ့ညီကိုတွေနဲ့မျက်နှာဝိုင်းတဲ့ညီကိုတွေနဲ့တင်တော်မဲ့ကေတွေပဲဖြစ်ပါတယ်ဗျဒီကတော့ကိုယ့်ရဲ့မျက်နှာ face shape ပုံမူတည်ပြီးတော့ကိုညက်မဲ့အဆိုင်ကစံသားဆရာနဲ့တေချာတိုင်ပင်ပြီးညက်ပါလို့ကျွန်တော်အကြံပေးလိုပါတယ်ဗျ